မတော်ကာကွယ်ဦးစီးချုပ်အဘဘူချုပ်ဘူးကြီးမင်းအောင်လှိုင်ရဲ့ပုံမှာသစ္စာခံထားပြီးတော့ အဘပူစေမိ ကျွန်တော်တို့အသက်တွေစွန့်တာ အားရှာ စွန့်ခဲ့တဲ့လူတွေ သူပြောတာနော်အဘအတွက်အဘကိုတစ္ဆာခံထားပြီးတော့အဘအတွက်အသက်တွေစွန့်လာတယ်ကဲဘလောက်အုံနောက်မဲ့တယ်လဲဆိုတဲ့ကောင်လေမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒါကျွန်တော် reaction video လေးပြမယ်ပေါ့နော်video လေးလုပ်ဖြစ်တယ်အဓိကတော့ဒီထဲမှာပေါ့နော်အားတက်စရာအကြောင်းအရာတွေအများကြီးပါတယ်ပြီးတော့ကျွန်တော်တို့ကူရမယ့်ဟာတွေလည်းပါမယ်ပေါ့လေနော်ပြီးတော့ကျွန်တော်တို့တက်ဖွဲ့တွေရဲ့ last one ဒေါ်လာတက်ဖွဲ့တွေရဲ့ last one နဲ့ပတ်သက်လို့ပြီးရင်ဟာတာညံလေးတွေဒါလေးနဲ့ပတ်သက်လို့လည်းပြောသွားကြပါလေပေါ့နော်အဲ့တော့အဲ့ဒါလေးကြည့်လိုက်ရအောင်ကာတိုစီဖို့ဝါဒနာသူမှာပါမလာဘူးတဲ့ကာတိုစီတာဝါဒနာမှာပါလာရတယ်1T2T ကိုဖီဆိုင်မှာမတောင်းနိုင်ဘူးတဲ့အဲ့ဒါလေးရသေးတယ်ပြီးတော့ဟိုတယ်မှာကိုကာကိုလာတောက်ဖို့သူခေါ်ရဲဆိုကိုကာကိုလာဟိုတယ်မှာလေးရှိရတယ်တောတယ်မှာတောင်းရတယ်ကွာတောတယ်မှာလာတောက်လေရဆိုင်လေးဆိုတပလုံး shopping mall မှာဆိုလဲတလဘုံလဲပေးစည်းမှာတောင်းရတယ်ဟာကွာဟိုတယ်မှာဘာလို့ကိုကာကိုလာတောက်ဖို့သူခေါ်တာအဲ့ခေါ်ခဲရတဲ့ကောင်မလေးတွေကဘာလို့ခေါ်ခဲရလဲစဉ်းစားမရဘူးဖြစ်နေဒီဟာလေးတွေကပေါ့နော်အခုလိုမျိုးလေးတွေသူတို့ဒီဖြော်ပြရေးပုံစံဖြစ်အောင်တမင်တကာရိုက်ရတယ်ပေါ့နော်အကြံဉာဏ်လေးထုတ်ရတယ်အဓိကတော့ဒါကတွဲလက်ညီညီချီတက်မီဆိုတဲ့ campaign လေးလုပ်နေတာပေါ့နော်ဒါသင်္ကားလောင် campaign လုပ်နေတာရှိပါတယ်Facebook မှာလည်းဒါရိုက်ရှာလို့ရတယ်ပေါ့နော်အဲ့ page လေးရှိတယ်အဲ့မှာသွားပြီးတော့ကူပေးကြလို့လည်းရတယ်ပေါ့နော်ပြီးတော့ဒါနဲ့ပတ်သက်လို့တခါတည်းကျွန်တော်ပြောချင်တာကကျွန်တော်ဒီလိုမျိုးကူပေးပါလို့ပြောတဲ့ခါကြီးကြရင်ချို့ပြည်သူတွေကကူပေးပါမယ်ဆိုပြီးတော့ပြောကြရရှိရပါတော့comment မှာလာမှန်းကြအလေးရှိတယ်အဲ့လိုမျိုးဆိုရင်လူလိန်တွေကအဲ့လိုမျိုး comment မှန်းတဲ့သူတွေစီကိုပြစ်မှတ်ထားပြီးတော့သွားဆက်သွယ်တာတွေရှိပါတယ်အဲ့ဒါကကျွန်တော်တို့တော်တော်လေးသတိထားမယ့်အရာဖြစ်ပါတယ်ဗောနော်ဘုံမိုက်ခဲကိစ္စနဲ့ပတ်သက်တုန်းကလည်းအဲ့လိုမျိုးပုံစံမျိုးပဲသူ့အကောင့်ဗောနော်သူ့အကောင့်ဆိုတဲ့ပုံစံမျိုးနဲ့ဟန်ဆောင်ပြီးတော့သွားပြီးတော့အဲ့လိုမျိုးခေါ်တယ်နောက်ဆုံးမမရန်ဆုပ်ဆုပ်ပဲပဲတွေပါဆဲဆိုတယ်ဗောနော်ဒီအကောင့်ကအတုပါဆိုပြီးတော့ကျွန်တော်တို့ကပြောတဲ့ခါကျတော့အဲ့အမကလည်းပြန်ပြီးတော့ပြောတယ်ဗောနော်ပြောတဲ့အချိန်မှာဟိုကမမတ်ရန်ပုံစံမျိုးတွေတောင်ဆဲသွားဗောနော်အဲ့တော့ဒီ comment လေးတွေအဲ့လိုမျိုးမမှန်မဲနဲ့ဗောနော်ပြီးမှကျွန်တော်တို့အချင်းချင်းပြန်ပြောကြတာမျိုးဆိုလည်းရတယ်ကျွန်တော်စီမှာလာပြီးတော့ဒီ page ဒါ link လေးတွေလာတောင်းတယ်ဆိုလည်းရပါတယ်ဗောနော်အဲ့တော့ဒါလေးလည်းအဲ့လိုမျိုးလေးတွေဒါကူပေးကြပါပါအဓိကတော့တပ်ဖွဲ့တွေကလူသိများဖို့အတွက်ဒီလိုပုံစံမျိုးလေးတွေအကြံဉာဏ်ထုတ်ပြီးတော့ရိုက်နေကြတာဖြစ်ပါတယ်ဗောနော်အဲ့တော့အဲ့ဒါလေးလည်းအတိမတ်ပြုပြီးတော့ YB ကူပေးကြဖို့လိုပါလေဒါကတော့ဒါဖလန်းကိုလာပါတယ်ဆိုတော့စစ်ကောင်စီစစ်သားတွေဗောနော်အဲ့ဒီစစ်သားတွေကိုညအချိန်ပေါ့နော်ညဘက်ကြီးဒါညဘက်ကြီးညဘက်ကြီးဒါ CNDF ကဒါညမုတ်ဆိုးတွေပေါ့နော်ညမုတ်ဆိုးတွေကအခုလိုမျိုးရှင်းလင်းနေတဲ့မှတ်တမ်းရုပ်တံပေါ့နော်အဲ့ဥစ္စာတော်တော်လေးအားရစရာကောင်းတယ်အဲ့ဒါလေးလည်းကျွန်တော်ပြချင်ပါတယ်ပေါ့နော်ကြီးစံထည့်ပေးကြအောင်ကြီးစံထည့်ပေးလိုက်အောင်တွေ့ရလားတွေ့ရလားတိုင်ပေါက်တွေကိုညီးလို့လုံးဝဂျားလေးတွေကမြင်ဂျားလေးတွေကပြက်တယ်အဲ့လိုမျိုးကျွန်တော်မိလေးခါပြောနေကြည်ပြည့်လက်နေရမှာကျွန်တော်ဒီမှာဒီမှာတဘောတော့မြင်နေရဖြူ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 လေးလေအဲ့လိုမျိုးမြင်နေရဆုံးဝါဆိုတော့ငါဖြစ်တော့မှာနော်ဟုတ်ကဲ့တော့ကျွန်တော်မိလေးဒီချာလေးရှာပြုံးတော့လက်ချီတော့မဟုတ်ဘူးလက်ချီတော့မဟုတ်ဘူးနော်လက်ချီတော့မဟုတ်ဘူးဒီမှာသူတို့ပေါ်ပေါ်နေတာပြစ်လိုက်ရပြီမိုက်တယ်ရပြီတကယ်လုံးဝနော်လှုပ်တာနဲ့ပြက်တယ်ဟိုဘက်ကလည်းစော်တယ်ဟိုဘက်ကစော်တာဖြစ်လုံးဝတည်ငြိမ်နေနော်အေးဆေးပဲမြင်ရတယ်မိုက်တယ်
这个阿婆毛皮都来了， မှောက်ပြီးတော့လာတာအဲ့ဘာရဲ့ကျွတ်စင်နော် 东好，对比的东好。 တုံးကောင်အဲ့တော့ဒါကခုနပြောသလိုပေါ့နော်ဖလန်းကိုလာပါလဲဆိုတော့စစ်ကောင်စီစစ်သားတွေဟာညဘက်ကြီးခြေတက်လာလို့ဒေါ်လာရင်းတပ်ဖွဲ့တွေပေါ့နော် CNDF ကဒါညမှုဆိုးတွေကအခုလိုမျိုးလုံးဝစိတ်အေးလက်အေးနဲ့ပေါ့နော်ကင်နေကြတာတီတီငိမ့်ငိမ့်နဲ့ပေါ့နော်ကင်နေကြတာတကယ်ဒါအားရစရာကောင်းလို့ခုလိုမျိုးပြန်ပြီးဝေမျှပေးရပါပေါ့နော်ဒီဗီဒီယိုနဲ့ပတ်သက်လို့လည်းဒီနေရာကနေပြီးတော့ပဲဒါဆ iam အိုလီဗီယာကိုခွင့်တောင်းပါတယ်ပေါ့နော်ဒါလေးအသုံးပြုခွင့်ပေးပါပေါ့နော်နောက်ထပ်ဗီဒီယိုတစ်ခုကကြတော့ဒါစစ်ကောင်စီဘက်ကပေါ့နော်ဒါမီလောင်ဘုံနေအစိတ်ဘုံနေဓာတုဘုံနေacid ဘုံနေပေါ့နော်ဒီလိုမျိုးပုံစံမျိုးတွေနဲ့ဒါအသုံးပြုပြီးတော့တိုက်ခိုက်နေပါတယ်ဆိုတဲ့ဟာကိုဖိမိတ်ပြီးတော့ညင်းနေကြတဲ့စစ်ကောင်စီအားပေးလည်းရှိကြတာပေါ့လေနော်ဒီလိုမျိုးလှုပ်ဟူးတော့ပါတော့ဒါမဲ့ဒါတပ်ဖွဲ့တွေကဒါလုံးဝတတိပြထားတဲ့ဗီဒီယိုဖိုင်တစ်ခုရှိပါတယ် ဝေလုံးညဒုံးနဲ့ချရတယ်သူတို့ကောတိတ်ပါလို့များလားဟမ်ဟလိုမအနန်ကြီး လွယ်ဦးဖွဲ့တွေမလွယ်ဘူး အာဖိုက်ပေါ့မီးဖို့ဟမ်မီးလောင်အဲ့ရမီးလောင်ဖို့အိုးဝေလုံးညမီးလောင်ပုံချတာမီးလောင်ပုံရက်ဆက်တော့ရောမီးလုံးကြီးကောချောင်းတည်းသူတို့မီးပြန်ချိုးပြတယ်မီးလုံးညအားရပြီဘူး စစ်ကောင်စီကအမြဲတမ်းအဲ့လိုပါပဲပေါ့နော်သူတို့စကန်တွေပါပြီးဟိဆိုတဲ့ခါကြရင်ပေါ့နော်သူတို့လူတွေလွတ်လားမလွတ်လားဆိုတာတော့သူတို့ကမစင်စားဘူးအဲ့ထဲမှာသူတို့လူတွေရှိနေသေးလားမရှိဘူးလားဆိုတာတော့မှသူတို့အဆက်အသွယ်မရလေကျဲတာပဲအဲ့လိုမျိုးဟာ drone နေနဲ့ဆိုလဲပြစ်ချပစ်တာပဲပေါ့နော်ဒါဆိုလဲဒါရိုးရိုးမှပုံစံမျိုးနဲ့လှုပ်တဲ့ဟာတွေပေါ့နော်အဲ့တော့ရန်သူကတော့ရန်သူပုံစံမျိုးပဲပေါ့လေနော်ဒါနီးမျိုးစုံကျွန်တော်တို့ရဆိုင်နေတဲ့ရန်သူကအောက်တန်းကြစစ်ကောင်စီကတကယ်အောက်တန်းကြဘာကျင့်ဝတ်မှမရှိဘူးဘာတိတ်ခါမှမရှိဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒါသူတို့နိုင်ဖို့အတွက်ဆိုရင်ဘလို့နီလန်မျိုးကိုမဆိုသုံးတာဘလောက်အောက်တန်းကြတဲ့နီလန်ဖြစ်ဖြစ်မဆိုသုံးတာပေါ့နော် ဟုတ်လားယူပြီးလောက်ပါဒီဦးအောင်ယူရောဒီကကောင်းနေတာလေ RPG ပုံးသီးတွေ 10ဦးရတယ် ယူပြီးသွားပြီအတော်သေးရပါဘူးအဲ့ဒါကတော့ဒါစစ်ကောင်စီဘက်ကပေါ့နော်ဒါခုနလိုမျိုးမီလောင်ဘုံတွေပါကျဲတယ်အဲ့ရှိမှလည်းဒါဓာတ်ဘုံတွေကျဲလို့ထိခိုက်သွားခဲ့ကြတဲ့ဒါရဲဘော်တွေနဲ့လည်းကျွန်တော်တွေ့ခွင့်ရတယ်သူတို့ရဲ့အတွေ့အကြုံတွေပြန်ပြောပြတဲ့အခါမှာလည်းဟာလုံးဝပါစဟောင်းသားဒီကောင်တွေဒီလောက်ထိတောင်ရုံမှနေပြီလားဆိုတဲ့အတွေ့အမျိုးတော့ဖြစ်တယ်ပေါ့နော်အဲ့ရုပ်တံဖိုင်တွေဆိုလည်းတက်လာတာတွေ့ရပါလိမ့်မယ်ဒါတောင်ပိုင်းဘက်မှာဖြစ်ခဲ့တဲ့ဟာပေါ့လေနော်အဲ့နောက်ထပ်တစ်ခုပြချင်တယ်အဲ့ဒါကကြတော့စစ်ကောင်စီဘက်ကညင်းနေတဲ့ဟာရှိတယ်ပေါ့နော်သူတို့တွေကဒီ drone ဒီအခမ်းအနားအလေတက်တက်ဝင်သွားတဲ့ drone အဲ့ drone နဲ့ပတ်သက်လို့သူတို့ရဲ့ legal စနစ်တွေကပေါ့နော်ကြိုတင်သိရှိပြီးတော့ဒီ drone ကိုဟန်တားနိုင်ခဲ့တယ်အဲ့ drone ကအခမ်းအနားတဲကိုထိခိုက်မှုမရှိပါဘူးအဲ့နေရာဝင်းကျင်မှာရှိတဲ့အနီးနားမှာရှိတဲ့မြေပြင်ပေါ်မှာပဲကြောက်ရောက်ပေါက်ကွဲသွားရဆိုပြီးပြောထားတာဟုတ်မဟုတ်ကျွန်တော်ကြည့်မှာပေါ့နော်ကြည့်ပြီးသားတော့ဖြစ်မှာပါအမှန်ကြီးမြန်မာနိုင်ငံအလံကြီးနဲ့အဲ့ဒါကိုညင်းသေးတာသူတို့ကနော်မြန်မာနိုင်ငံအလံကြီးနဲ့တက်တယ်ကြီးအမှတက်တယ်အဲ့ဒါကိုသူတို့ကပြောတဲ့ဟာကအနီးနားမှာရှိတဲ့မြေပြင်ပေါ်မှာပဲကြာပြီးတော့ကွဲသွားအခမ်းအနားတွေကိုမရောက်ပါဘူးဆိုပြီးပြောတာတကယ်ဘလို့မျိုးကောင်းနေလဲမသိဘူးကောင်းနေအဲ့တော့ပြီးတော့အဲ့နေရာတစ်ခုတည်းနဲ့မဟုတ်တခြားနေရာတစ်ခုကိုပါထပ်ပြီးတော့တပ်ဖွဲ့တွေကပြင်းနိုင်ခဲ့တာရှိတယ်ပေါ့နော်အဲ့တော့သွားတယ်ဒီလိုပုံစံမျိုးနဲ့သွားတယ်မြင်နေရပြီတွေ့နေရပြီကဲအဲ့မှာတဲ့တယ်ကြီးကဲဘမ်မီဒါနောက်တစ်နေရာတော်ရတာရှိမှာဘာလို့အပေါ်သီးကနေပြီးတော့ကြည့်ပြီးတော့ပြင်းရတာလေနော်ခေါင်းလေးပြေးတဲ့ဟာစားမြင်ရတယ်ကျွန်တော်လည်းအားရတယ်တွေ့ပြီရှားနေတာတွေ့ပြီအဲ့နောက်မှじゃမြန်ဝါကြည့်လိုက်တော့ဒီကောင်လေးတွေ့ပြီဆိုတဲ့ခါကျတော့မြန်ဝါ
သွားပြီမြန်ဝိုင်းအဲ့တော့ဥစ္စာနဲ့ပတ်သက်လို့လည်းအားရစရာကောင်းပါတယ်ဒါကတော့အားလုံးသိပြီးသားမြင်ပြီးသားပေါ့နော်ဒါနဲ့ပတ်သက်လို့သူတို့ညင်းနေကြရဆိုလို့ပေါ့နော်အခုလည်းထပ်ပြီးတော့တီးပြူလာပေါ့လေနော်ကျွန်တော်တို့အတူတူဝိုင်းကြည့်တာပေါ့လေနော်အားရတယ်ပေါ့နော်နောက်ထပ်တစ်ခုရှိတယ်အဲ့ဒါကစစ်ကောင်စီစစ်သားပေါ့နော်သူကအဘသားမင်းအောင်လိုင်းသားပေါ့နော်ပောက်ကွဲနေတဲ့အနေထားဘာကြောင့်ပောက်ကွဲရလဲဆိုတဲ့ဟာကိုချိုးကတော့ကြည်ပြီးသားဖြစ်မှာပါဒါကျွန်တော်နဲ့မကြည့်ရသေးတဲ့သူတွေအတူကြည့်ကြမယ်ပေါ့နော်ကျွန်တော်ကဒီသတင်းတွေကိုကြည့်တော့ကြည့်တယ်ပေါ့ဗျာနော်ကြည့်ပြီးတော့စိတ်မကောင်းဖြစ်တယ်အဓိကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်ဒီစစ်တုံးပန်းတဲ့ကိစ္စပေါ့ဗျာဒီဘိုးနဂါးဆိုတဲ့ကောင်သူ့အမြဲတမ်းရလို့တော့ကျွန်တော်ကျေးဇူးတင်ပါတယ်သူ့ကိုကြတော့ရဟန်းရင်နဲ့သွားကြိုတာလေဗျာဒါကျွန်တော်တို့ခံစားလို့မရဘူးအဖအပေါ်မှာနော်တမတော်ကာကွယ်ဦးစီးချုပ်အဖဘူချုပ်ဘူးကြီးမင်းအောင်လိုင်အပေါ်မှာသစ္စာခံထားပြီးတော့အဘပူစေမိကျွန်တော်တို့အသက်တွေစွန့်တာအားရှာစွန့်ခဲ့တဲ့လူတွေသူပြောတာနော်အဘအတွက်အဘကိုတစ္ဆာခံထားပြီးတော့အဘအတွက်အသက်တွေဆွန့်လာတယ်ကဲဘလောက်အုံနောက်မဲ့တယ်လဲဆိုတဲ့ကောင်လေဒါသူတို့ကိုယ်တိုင်ပြောတာပြီးရောဒါကျွန်တော်တို့ပြောနေတယ်ဆိုတဲ့ဟာတွေကအမှန်ဆိုတော့သူတို့ကိုယ်တိုင်ဝန်ခံလိုက်တာပဲမင်းတို့ကောင်တွေကအာနာရှင်အတွက်ကိုမင်းတို့ကောင်တွေကအသက်တွေမေးနေတဲ့ကောင်တွေအာနာရှင်ရဲ့အသုံးချခံနေဆိုတာဟောဒါပေမဲ့သူတို့ကကြည်ကြည်နဲ့နဲ့ကြီးလက်ခံထားတာကဲလက်ရှိစွန့်နေတဲ့လူတွေအဲ့ဓာတွေကိုလည်းအဘအနေနဲ့ကြည်တင်တယ်လို့ကျွန်တော်တင်ပြလိုပါတယ်တကယ်ကျွန်တော်စိတ်မကောင်းဘူးဗျာကျွန်တော်တို့အပတ်စဉ်ပေါ့နော်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ကိုလူဘက်ကိုပဲပြောတယ်လို့ပဲပြောပေါ့ဗျာကျွန်တော်တို့စစ်တပ်ကဆိုပတ်စဉ်ကကျွန်တော်တငယ်ချင်းတွေကြားတယ်လူကြားပုံတယ်စစ်တုံးမှဖြစ်ပြီးတော့အဖမ်းခံရလူအဖမ်းခံရတယ်ဟုတ်တယ်သူတို့မိသားစုတွေဘယ်လောက်ကြေကွဲနေမလဲကျွန်တော်တောင်ဘယ်လောက်ကြေကွဲနေတာအပါရဲ့တော်တော်ကြေကွဲနေတဲ့ပုံစံမျိုးကောငိုတော့ငိုနေလားမသိဘူးနော်ငကောက်ရဲရင်နဲ့ကောလို့ဟိုအဖရဲ့ကျွန်တော်ပြောပြချင်တာကပါလဲဆိုတော့ဟိုကျွန်တော်တို့တပ်မတော်သားတွေကညီကိုတွေတဲ့ပိုချစ်တယ်လေဗျာကျွန်တော်တို့ကတကယ်ပြောတာပါညီကိုတွေတဲ့ပိုချစ်တယ်ဆိုရင်ဘာဖြစ်လို့ဒီတိုင်းထားပြီးထွက်ပြေးကြတော့ဘော်ကြီးတွေဆိုရင်ဒီတိုင်းထားပြီးတော့ထွက်ပြေးတယ်တနက်ပဲယူသွားတာညီကိုတက်ချစ်တဲ့ကောင်တွေကရီတော့ရီရတယ်တကယ်ကောင်လေကျွန်တော်တကယ်ချင်းလေးနော်ဘယ်ဖြစ်နေလဲကျွန်တော်စိတ်မကောင်းအဲ့ဒါလေးကိုအဘကကြည့်ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်ဒီကောင်ကိုလောက်ကောင်တုတ်ကောင်တန်ကောင်အဲ့ကောင်ကိုရဲရင်နဲ့ခေါ်လို့တကယ်တည်းဒီကောင်တွေကြေကွဲတင်ပါတယ်ဘာကြောင့်လဲဆိုတော့အောက်ခြေမှာအများကြီးပဲသူတို့ဒီစစ်သားအရာရှိတွေဟောပေါ့နော်အများကြီးပဲသူတို့တေချီပျက်စီးနေကြအများကြီးပဲအာနာရှင်တို့အသက်ပေးနေတာပေါ့လေနော်အဲ့တော့ဒီဘာမို့တဲ့ဒီတီကောင်လိုကောင်မျိုးကိုရဲရင်နဲ့တဲလာတယ်ခေါ်လာတယ်ဆိုတဲ့ခါကျတော့ဗောနော်တော်တော်ပေါက်ကွဲနေကြပါဗောနော်ပြီးတော့ဒါပြောချင်တာဗျာတချို့ကကြတော့လေအဲဥစ္စာကိုဖိပိပြီးတော့ညင်းနေကြတော့ဗျအဲ့ဒါအဲ့လိုမျိုးပေါ့နော်အားပေးပါရဆိုတဲ့သူတွေပေါ့လေနော်ပြန်လာမယ်တကယ်လုံနေတဲ့သူတွေလည်းရှိတယ်ဗျချုပ်ကောင်နေတာကျွန်တော်တို့တော့မှတိုက်ခိုက်နေတဲ့ကောင်တွေလည်းရှိပါတယ်ဗောနော်အဲ့တော့ရီလည်းရီရတယ်ဗောနော်အဲ့တော့ဘလို့အုံနောက်တွေလဲဗောနော်တို့ဘာနဲ့တော့တူတူထားရမှာဘာဘက်ကသားတွေနဲ့တော့တူတူထားရမလို့ဖြစ်နေရဗောနော်အဲ့တော့အခုဒါတို့ကြေကွဲနေရဆိုတဲ့ဟာလည်းကြေကွဲတင်ပါတယ်ဘာကြောင့်လဲဆိုတော့တို့ရဲ့စစ်သားတွေဒီတန်ရုံမှုအဆင့်လိုကောင်မျိုးတွေတောင်မှဗောနော်အခုနောက်ပိုင်းမှာရဲရင်ခေါ်တဲ့ခါကျရင်ဒါမခေါ်နိုင်တာတွေအဆရှိတယ်အခုနောက်ပိုင်းတို့ဘလောက်ထိတောင်မှဒီဥစ္စာနဲ့ပတ်သက်လို့ထိနာလဲဆိုတော့ဗောနော်ဟာငါတို့ဒီလိုတွေတောင်ခေါ်ခဲ့တယ်ပြည်သူတွေကိုလည်းခေါ်ခဲ့တယ်ငါတို့စစ်သားတွေကိုလည်းခေါ်ခဲ့တယ်အခွင့်အရေးရရင်ရတယ်လို့ခေါ်ခဲ့တယ်အောက်ကနေပြီးတော့ပြစ်မချဘူးဆိုတဲ့အနေအထားမျိုးတွေမှာဆိုရင်ငါတို့ရအောင်ခေါ်ခဲ့တယ်ဆိုပြီးပြန်ပြီးရှင်းနေရတဲ့ပုံစံမျိုးဖြစ်နေတာတကယ်တမ်းကျတော့အဲ့လိုမျိုးရဲရင်နဲ့ခေါ်လို့ကြေကွဲနေတဲ့ကောင်တွေရှိတယ်ဗောနော်ကြေကွဲလဲကြေကွဲတင်ပါတယ်ဗောနော်မင်းတို့တွေရဲ့အဘတွေကမင်းတို့ကိုဘယ်တော့မှပြန်ကြည့်မှာမဟုတ်ဘူးဆိုတာလေဒီနေရာကနေပြောချင်တယ်ဒီအသက်တွေကပြီးရင်သူတို့တွေချနှင်းခံရလဲနင်းမသေးဘောနော်ဘာကြောင့်လဲဆိုတော့အဘပူစေမိတယ်သိရမလားခုနပြောသွားတဲ့စကားကြားတဲ့အတိုင်းပဲပေါ့နော်
အဖအတွက်ကိုကျွန်တော်တို့ကအသက်တွေပေးထားတာဆိုတကယ်ကောင်းနေပြောလိုက်ရင်ကြီးကြီးကျယ်နေတယ်ပေါ့နော်အားကြောင့်မလို့ဒီဗီဒီယိုတွေကနေပြီးတော့လဲပေါ့နော်ဒါစစ်ကောင်စီဘက်ကစစ်သားတွေရဲ့စိတ်နေစိတ်ထားဘလို့လဲသူတို့ရဲ့ခံယူချက်တွေကဘလို့လဲဆိုတဲ့ဟာတွေကိုလည်းတိတာမြင်တာအောင်အခုလိုမျိုးဗီဒီယိုလေးနဲ့တင်ဆက်ပေးခြင်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေဘက်ကလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်လည်းတင်ဆက်ပေးခြင်းဖြစ်ပါတယ်ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေရဲ့လှုပ်ဆောင်နိုင်စွမ်းအရေးချင်းဒီဥစ္စာတွေနဲ့ပတ်သက်လို့လည်းအားရကျဉ်းမှုရှိအောင်အခုလိုမျိုးဗီဒီယိုလေးနဲ့တင်ဆက်ပေးခြင်းဖြစ်ပါတယ်ဗျနောက်ထပ်လည်းဒီလိုမျိုးခံစားမှုတစ်ခုခုရစီမဲ့ဗီဒီယိုတွေနဲ့လည်းကျွန်တော်ပြန်လာခဲ့ပါဦးမယ်ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်